General Anaga Nangandoma. The Yauta sound told their chone, Yanjan Yelu, Macordalo. Again, Yanjan, now la now dari address Senza Piba. Sound Natego Chan, the Tego Aturu Choma, Diane Dari Alon Chaite Sure, Atango, Beijing Yampian. The Karanga, a pay the Yoshi. I pay at the Chibi, to take anima. Tan Yoshi, to Mamuida, Tajine Tange. Tajine Tange. Tu paisa na mea thage yamba diga naga menyinyo yin thale apo we soda tido di nakaw atwe nyan san jin na jaw aphe o yi ya e mya la de sound twin ma nyi ko ne ya ako yi ne nyi le ko sound tathe pe pi chung se de he yaw ne la nga ta aji kaw ne sound tathe chung di ne sound twin ai di kha ma sound ko yu twa ne ako yi yo nyi le yo chan taw ko yaw pi do nyane 3 နာရီla di sound we ja ro mlo nyi leဟုတ်ကဲ့ကိုအဖေကငါတို့ဒီဆောင်းတွင်းတွေဆောင်းတစ်ထည့်ပေးတယ်ကွာဟုတ်တယ်အကိုရဲ့ဒီလိုလုပ်ကွာမင်းကငယ်သေးတယ်ကွာဟုတ်ကဲ့ပါအကိုငါအကြီးသိပါတယ်အကိုရဲ့မင်းကငယ်သေးတော့အတွေ့အကြုံမရှိဘူးဒီဆောင်းကိုမင်းညချုံမယ်ဆိုရင်ဒီဆောင်းကိုသူများတွေခိုးပျောက်သွားနိုင်တယ်ကွာဒီဆောင်းလုံခြုံရေးကပို့ပြီးအရေးကြီးတယ်ဗျာအကိုမင်းကအတွေ့အကြုံမရှိဘူးတော်ဒီလိုလုပ်ကွာဖေးပေးတဲ့ဆောင်တို့တွေလုံခြုံရေးအတွက်လို့စဉ်းစားရင်မကောင်းဘူးလားငါကညကိုခြုံမယ်မင်းကနေ့ကိုခြုံဗျာအကိုလုံခြုံရေးကွာလုံခြုံရေးကအရေးကြီးတယ်ဒါကြောင့်ဆောင်မပြောက်ဖို့အတွက်မင်းနေခင်းကိုခြုံငါညကိုခြုံမယ်မင်းပါဇက်ပိတ်ငါအကြီးကဟာဗျာမဟာနဲ့အကိုမင်းတော့ပါဇက်ပိတ်ရအကိုကြီးကဆောင်းချုံညီလေးကဆောင်းမချုံချမ်းလိုက်တာတောင်ပေါ်ဒေသရှမ်းမျိုးသားကျောင်းဆရာပြောတာဒီလိုနဲ့ဆရာရဲ့တဲ့ဆောင်းမချုံရတဲ့သူ့ညီလေးဆောင်းလိုချင်လို့ချမ်းချမ်းစီးစီးနဲ့သူ့ကိုတတိပေးနိုးနဲ့ဆောင်းတာ23ရက်တိတိကြာသွားတယ်ဆောင်းမရဘူး26ရက်လောက်လဲရောက်တော့မခံနိုင်ကြတော့ဘူးခမည်းကျုံကိုဆောင်းပေးမလားမပေးဘူးလားတွေဖြစ်တော့အကိုကြီးကပြောဟိတ်ကောင်ညီလေးမင်းကွာတွေးကြုံမရှိဘဲနဲ့ဆောင်းသူများခိုးသွားမှာပေါ့မင်းခြုံလို့မဖြစ်သေးဘူးငါပဲထိမ့်သိမ့်မယ်မင်းပါစပ်ပိတ်အောင်တနဲ့တောက်ခေါက်နဲ့ညီလေးကတနေ့ပေးနိုးနဲ့26ရက်နောက်ရေတွက်လိုက်တာနောက်ထပ်22ရက်ကြာတဲ့အထိညီလေးဆောင်ခြုံဝင်မရဘူးညီလေးကလည်းစဉ်းစားတယ်အကိုကြီးမင်းဒီလောက်မင်းညစ်ပတ်တာငါလည်းမင်းလိုညစ်ပတ်တတ်ပါတယ်ကွာလွယ်လေးပါအကိုကြီးဟာညနေ9နာရီခွဲလောက်သူ့အကိုကြီး6နာရီစောင့်ပေးကန်နီးမှာညီလေးကအဲ့ဒီစောင့်ကိုရေစိမ်ထားလိုက်တယ်အကြောင်းပြချက်ကတော့လျှော်ဖို့တဲ့အကိုကြီးလည်းမချုံရညီလေးလည်းမချုံရအဖေအိုကြီးမှာမျက်ရည်လဲပြီးငါတည်ရင်ဒီနှကောင်နဲ့တော့ဒုက္ခနေပါဦးဗျာခမအဖေလို့ပြောတာအမေလို့ပြောလို့မရဘူးလားခမအုံနောက်နဲ့စဉ်းစားကြည့်ပေါ့အဖေလို့ကျုပ်ဘာကြောင့်သုံးလို့ဘာကြောင့်26ရက်လို့သုံးလို့ဘာကြောင့်22ရက်လို့ကျုပ်သုံးလို့ခမစဉ်းစားဖြစ်တဲ့ကဒီဆောင်းအစုပ်ကလေးတစ်ထည်ကိုအကိုကြီးရောညီလေးရောအတူတူခြုံပြီးအဲ့ရမှာလေအကိုကြီးတွေတော်မတရားဘူးဗျလုံခြုံရေးနဲ့အကြောင်းပြပြီးဒီဆောင်ကိုခြုံတာ250ရှိပြီနော်ကဲရှင်းနာကြီး10 မိနစ်ပေါ့ဟုတ်ဒီကနေ့ကျွန်တော်ဆောင်လေးတစ်ထည်လို့ကျွန်တော်ခေါင်းစဉ်ပေးထားပါတယ်အထိပ္ပယ်ရှိတဲ့ဆောင်လေးအကြောင်းပေါ့ကျွန်တော်ကိုတင်းဆွေကိုလူပြိုကြီးမှတ်နေတာနေခင်ရမှာသူသားနဲ့သမီးမြင်လိုက်မှာကိုတင်းဆွေအိမ်အောင်တယ်မှန်းသိတယ်ကိုပစ္စည်းကိုဆိုင်ဝနာတော့တည်ပြီးသားပေါ့ဒီမှာချစ်သူလင်မယားတွေပါမှာပါကျွန်တော်တို့လင်မယားတွေစောင်းအတူတူခြုံခဲ့ကြဘူးတယ်အပြိုကြီးတွေတော့ခံစားခြင်းမှာခံစားရမှာပေါ့လေစောင်းလေးတဲ့အကြောင်းမပြောခင်ကျွန်တော်ပေးသက်ကြီးကမင်းမယ်မနေ့တော့ကလည်းဒီအင်ကြီးပဲဒီနေ့လည်းဒီအင်ကြီးပဲမရှိလို့မဟုတ်ပါဘူးကျွန်တော်ကဒီလိုဝတ်ဖို့အတွက်စိတ်ကူးလေးတစ်ခုရှိလို့ပါအဖြူနဲ့ဆိုတာစန့်ကျင်ပဲဗျ
စန့်ကျင်ဘက်နှစ်ခုတွဲရင်အလှဆိုတာပေါ်တယ်ကျွန်တော်တို့ကအဖြူပေါ်အဖြူဝစ်လိုက်ရင်အဖြူအလှပဲပေါ်တော့မှာတော့အဖြူနဲ့အနဲ့ဟာစန့်ကျင်ဘက်နှစ်ခုရှင်တွဲလိုက်တဲ့အချိန်မှာအနဲ့ကြောင့်အဖြူရဲ့တန်ဖိုးတက်လာတယ်လို့အဖြူဟာလည်းအနဲ့ကြောင့်သူ့တန်ဖိုးမြင့်လာရတယ်ဒီကနေ့အချိန်အခါအဖြူဖြစ်စေအနက်ဖြစ်စေစန့်ကျင်ဘက်တွေအားလုံးအတူလက်တွဲမှအလှတရားပေါ်မယ်ဆိုတာဒီအခွေကိုကြည့်နေတဲ့လူတွေသိဖို့ကျွန်တော်ဒီလိုဝတ်တာပါထားတော့ဒါနံပါတ်1ဒီလိုအဖြူနဲ့အနက်ဝတ်တိုင်းကျွန်တော်ထူးအိမ်တဲ့တခြင်းလေးကိုစိတ်ထဲအမြဲဆိုမိတယ်ကျွန်တော်ငယ်ငယ်တုန်းကအဖြူရောင်အင်ကြီးလေးကိုတကယ်စိတ်ဆွဲနှစ်သက်စွာအမြဲတမ်းဝတ်တတ်တယ်အချိန်တွေကုန်လွန်ခဲ့ပေါ်ကျွန်တော်လည်းအရွယ်ရောက်ပြီးဖြူစင်လာသောအင်ကြီးလေးဝတ်ဖို့ရှက်လာတယ်ငငယ်တော့နှလုံးသားအဖြူပေါ်မှာအင်ကြီးအဖြူလေးနဲ့ကလေးဘဝတဖြည်းဖြည်းနဲ့အသက်တွေကြီးဆယ်တန်းကျောင်းသားကြီးတွေဖြစ်တက္ကသိုလ်ကျောင်းသားကြီးတွေဖြစ်အလုပ်အကိုင်နဲ့ရောက်အရှာရှိကြီးတွေဖြစ်လွတ်တော်ကိုယ်စားလှယ်ကြီးတွေဖြစ်အဖြူရောင်အင်ကြီးလေးဝတ်တိုင်းငငယ်တော့ကလို့ဖြူစင်တဲ့နှလုံးသားတွေရှိသေးရဲ့လားလို့လေကျွန်တော်ဒီနေရာကသတိပေးတိုက်တွန်းနှိုးဆော်မေးလိုက်ချင်ပါတယ်ကျွန်တော်ရဖူးတဲ့ကြပြလေးတစ်ပုဒ်ရှိပါတယ်ဒင်းကားဆိုတာပတ်စံပေါ့ဟိုဘက်ကခေါင်းဒီဘက်ကပန်းရေးသူကျွန်တော်မသိတာကျွန်တော်ကိုခွင့်လွှတ်ပါကျွန်တော်တင်တဲ့မောင်ချစ်ဆွေတောင်တွင်းကြီးထင်တယ်ဗျစပွဲပေါ်တွင်ဒင်းကားတစ်ပြားထောင်၍ထားသည်စပွဲပေါ်တွင်ဒင်းကားတစ်ပြားထောင်၍ထားသည်ခေါင်းမြင်သူကတအားကျုံအောင်ခေါင်းဟဲ့နော်ပရိသတ်ကြီးကတစ်ဖက်ချမ်းကြည့်တယ်ပေါ့ဗျာခေါင်းလို့မြင်တယ်ဒီဘက်ကကျွန်တော်ပန်းမြင်သူကတအားကျုံအောင်ပန်းဟဲ့နော်ကျွန်တော်ပန်းလို့អော်ရင်းနဲ့ခေါင်းခါတယ်ဗျဒီကောင်နေအယူတွေငါနဲ့လဲအမြင်မတူဘာခေါင်းလုံးပန်းကျွန်တော်တယောက်တည်းသမားသို့တော့ကျွန်တော်လူကြီးအသက်ကလည်းကြီးလုတ်ပိုင်ခွင့်ကလည်းရှိကျွန်တော်တစ်ဖက်တည်းမြင်နေတာပန်းမြင်သူကတအားကျုံအော်ပန်းဟိနော်ကို့အမြင်ကိုမှန်အပြန်လဲရန်သူတွေဖြစ်အော်စိတ်ညစ်စရာ250ထောင်ထားခြင်းကခေါင်းပန်းလာဟုအပါတယငင်းခုန်ကြရင်အသက်တွေကြီးတိုင်းပြည်အတွက်ဘာအလုံးမှလည်းမပြီးကြသေးပါလားကွယ်ရိုးဒီကနေ့ထောင်ထားတဲ့ဒင်္ဂါကိုခေါင်းပန်းညင်းရမယ်အချိန်မဟုတ်ပါဘူးပတ်စံတစ်ခုမှအဖြူနဲ့အနဲ့လိုပဲပန်းရှိတဲ့အတွက်ခေါင်းဟာတန်ဖိုးရှိနေတာနှစ်ဖက်စလုံးခေါင်းကြည့်ဆိုဘယ်လှမလဲဗျာနှစ်ဖက်စလုံးပန်းကြည့်ဆိုလဲဘယ်လှမလဲဒါကြောင့်ကျွန်တော်ဒီကနေ့အဖြူအနဲ့မနေ့ကလည်းအဖြူအနဲ့နဲ့ကျွန်တော်စင်မော်တက်လာပါကဲကျွန်တော်ရဲ့ဆောင်းကလေးအကြောင်းပြောကြပါစို့ပုံမလင်းလင်းပြောကြပါစို့ဗျာ89ခုနှစ်မှာကျွန်တော်နဲ့ကျွန်တော်မိန်းမမင်္ဂလာဆောင်မယ်လို့ပတ်စံနေစုကြတယ်ဒေါက်တာရောစင်တွေပေါ့သူကကျောင်းဆရာမကျွန်တော်ကတော့နေစားဝန်ထမ်းအလုပ်သမားလေးပေါ့စုထားတဲ့ပတ်စံမမျော်လင့်မဲနဲ့89မှာအိမ်တော်မပြုတ်ပြဘူး89နိုဝင်ဘာမှာအိမ်တော်ပြုတ်ပြတယ်တရခန်ကတော့ဥနေဝင်ဗျပတ်စံနေသူကတရားမဝင်လဲကြီးညာလိုက်ကောကျွန်တော်တို့မှာပတ်စံ6300ဘာမှလှုပ်လို့မရတော့ဘူးကျွန်တော်မိန်းမအဲ့ဒီပတ်စံအခုထိသိမ်းထားတယ်နွေရာသီရောက်တိုင်းသူဘီရိုရှင်းတိုင်းအဲ့ဒီပတ်စံကိုသိမ်းတော့ကျွန်တော်ကပြောရတယ်ငါမိန်းမသုံးမရတဲ့ပတ်စံဘာလို့သိမ်းထားတာလဲဆိုတော့ဒီပတ်စံကသုံးမရပြီမဲ့သမိုင်းတန်ဖို့အကြီးကြီးရှိတယ်နော်တဲ့ဒီပတ်စံထဲမှာလာမဲ့မတ်လ23ရက်နေ့မှာကြာဆုံးသွားတဲ့ဒီပတ်စံထဲမှာဖုံးမော်ရဲ့ဝိညာဉ်တွေရှိတယ်လေကျွန်တော်မိန်းမသုံးမရတဲ့ပတ်စံတွေသုံးတာမရတာသမိုင်းတန်ဖို့ရှိတဲ့သူသိမ်းထားတယ်ကျ
ကျွန်တော်နဲ့ကျွန်တော်မိန်းမကတငယ်ချင်းတွေပါမင်္ဂလာဆောင်စားဆင်းရဲချွတ်တယ်ပါတယ်ဂရင်အစုပ်ကလေးပေါ်မှာနည်းနည်းလေးလှုပ်ရင်တော့ကွိကွိလို့မြည်တဲ့ဂရင်လေးပေါ်ကျွန်တော်တို့မင်္ဂလာဦးညကိုဘယ်လိုဖြတ်သန်းမလဲအိမ်တော်တွေစဉ်းစားကြည့်ပါခေါင်းအစုပ်ကလေးကိုစောင်းအစုပ်လေးတစ်ထည်အတူချုံကျွန်တော်အစလေးတစ်ပုတ်ရေးဘူးပါတယ်အဲ့ဒီတော့ကျင်နာလိုက်ကြတာလေလင်မယားနှစ်ယောက်နိုဝင်ဘာလမှာမင်္ဂလာဆောင်တဲ့ကျွန်တော်တို့နိုဝင်ဘာ26ဒီဇင်ဘာဆိုတဲ့လာကြီးကိုဘယ်လိုဖြတ်သန်းကြတော့ကျွန်တော်များအရက်ရှည်ရှည်နဲ့ကွေးလိုက်ရင်အရက်ပုတ်ပြက်ကျွန်တော်အမျိုးသမီးစောင်းလွတ်ပြီးအေးသွားမလားကျွန်တော်မှချမ်းရက်နဲ့မကွေးရဘူးစောင်းကိုလူမချုံရဘူးငါများဆွဲလိုက်ရင်သူများအေးမလားသူများဆွဲလိုက်ရင်ငါများအေးမလားသူ့ရင်ဝင်နှွေးကြောင့်သူ့ကိုငွေနဲ့ကျွန်တော်နှွေးတယ်လို့ကျွန်တော်ကိုငွေနဲ့လည်းသူနှွေးခဲ့တယ်သူ့ရဲ့ပေါင်နှွေးလေးနဲ့ကျွန်တော်ရဲ့ပေါင်နှွေးလေးထိပြီးညအိတ်ခဲ့ရတာတကယ်ကိုတဘာဝကျလိုက်တာချမ်းလဲချမ်းသာလာတော့ तू ကစောင်းတစ်ထဲကိုကစောင်းတစ်ထဲသိချမ်းသာလာတော့ तू ကအိတ်ခမ်းတစ်ခုကိုကအိတ်ခမ်းတစ်ခုအော်ပတ်စံချမ်းသာလာတော့လေအတိတ်ပဲမဲ့တာတွေအများကြီးပါလားငွေမရှိခင်တော့ရှိတဲ့ကျင်နာမှုတွေငွေလဲရှိသွားရောကျင်နာခြင်းတွေကိုပတ်စံနဲ့ပြန်ဝယ်လို့မရဘူးကျင်နာခြင်းတွေဟာရံဖန်ရံခါဆင်းရဲဒုက္ခခြားထဲမှာလဲကြောချင်းကပ်ရင်ချင်းအတဲ့ကျင်နာမှုတွေရှိတယ်ဆိုတာကျွန်တော်သိခဲ့ဘူးတယ်ဒီလိုနဲ့စာပေဟောပြောပွဲတွေအမြဲသွားရတဲ့ကာလရောက်တော့ကျွန်တော်နဲ့ကျွန်တော်မိန်းမအတူအိတ်ကြတာသူကကျွန်တော်ပြန်လာတော့စောင်းလေးကျွန်တော်ခြုံတဲ့စောင်းလေးတွေကိုသူဝင်လာရင်းနဲ့ကြပြလေးတစ်ပုတ်ရွတ်ပြတယ်စောင်းမောင်နဲ့မေအတူခြုံတော့နှွေးလင်မယားချစ်တဲ့စေးတဲ့ကိုကိုမောင်ဆောင်းမောင်နဲ့မေရင်ချင်းအပ်ပျော်လင်မယားအောင်သွယ်တော်တဲ့ကိုကိုသူကအဲ့ဒီကြပြလေးရွတ်တော့ကျွန်တော်ကလည်းအလိုက်သိရတာပေါ့လေဒီလိုနဲ့ကျွန်တော်တို့စောင်းညတွေကိုဖြတ်တန်းခဲ့ရင်းနဲ့ဒီကနေ့စောင်းကလေးတစ်ထည်အကြောင်းပြောချင်တာပါကျွန်တော်ရဲ့မိန်းမကတော့အိမ်မောကျနေတဲ့အချိန်ကျွန်တော်တွေးမိတာလေးရှိတယ်ဒီစောင်းကိုကျွန်တော်မိန်းမခြုံပေးမှမဟုတ်ဘူးပထမဦးဆုံးကျွန်တော်ကိုခြုံပေးခဲ့ဘူးတဲ့စောင်းအဖွားရဲ့စောင်းကျွန်တော်ငငယ်အဖွားနဲ့အတူအိတ်တာအဖွားရင်ဝင်ထဲမှာကျွန်တော်စောင်းတစ်ထည်ထဲမှာအဖွားရင်ဝင်ထဲကျွန်တော်အိတ်ခဲ့ဘူးတယ်အဖွားပြောတဲ့ပုံပြင်တွေအများကြီးကျွန်တော်စောင်းလေးတစ်ထည်အောက်မှာနားထောင်ဘူးတယ်ကဲစောင်းလေးတစ်ထည်ချစ်သူအောက်ကစောင်းလေးကရင်ခုန်တန်တွေလင်မယားချစ်တဲ့စေးအဖွားပေးတဲ့ဆောင်ကြဒီလိုဗျအဖွားကပြောဘူးတယ်ငါမြည်တဲ့သူများပစ္စည်းဥစ္စာမခိုးရဘူးမခိုးတာမကောင်းတာနဲ့ပတ်သက်လို့ပုံမြင်လေးတစ်ပုတ်ပြောပြမယ်တခါတော့ကတောထဲမှာမြောက်တွေရှိတယ်မြောက်ဆိုတာငပြောသီးစားတာငါမြည်ရဲ့သိတာပေါ့ဒါပေမဲ့အဲ့ဒီတည်းကမြောက်3-4ကောင်အသက်ကြီးကြီးမြောက်3-4ကောင်ကငပြောသီးစားတာအာမရလို့ရွာထဲသွားပြီးပဲခိုးစားတယ်ပဲခိုးစားတဲ့အကောင်ကြီးမြောက်တည်းပဲအရသာကိုသိတော့သူ့မြောက်တငယ်ချင်းတွေကပြောတယ်ဟိတ်ကောင်သူများပဲတွေခိုးစားတာမကောင်းဘူးငါတို့မြောက်ဆိုတာငပြောသီးပဲစားရတယ်လေမင်းတို့မစားဘူးသေးလို့ပါဆိုသူတို့အစင်နဲ့ခိုးလာတဲ့ပဲတွေကိုမြောက်တွေကိုကျွေးလိုက်တာမြောက်တရားလဲစားကြည့်တာပေါ့ပုပ်ပါတာမြောင်မျိုးနေမှာပေါ့အမေငပြောသီးကချိုပေမဲ့မင်းပဲလေးကစိမ့်တိတ်အီတီတီလေးစားကောင်းနေကွာမင်းတို့ညခိုးရင်ငါလည်းခေါ်အောင်ဒီလိုနဲ့မြောက်စုကြီးမှာတဖြည်းဖြည်းနဲ့ပဲခိုးစားတဲ့မြောက်တွေများလာတော့တယ်အဲ့ဒီအခါမှာခိုးနီးတင်နန်းပေးရတာပေါ့ခိုးလေခိုးတာရှိတဲ့မြောက်တရားအဲ့ဒီမှာ question အောက်တယ်ဆရာကြီးခမညာလူတွေရဲ့ပဲကိုခိုးစားတယ်ဆိုတော့အဲ့ဒီလူတွေကပဲတွေကိုပုတ်ထဲချီတဲ့ထဲတဲ့အခါအဲ့ဒီပုတ်ထဲချီတဲ့ဘေးမှာအမြဲတမ်းအိတ်နေတဲ့အိမ်အဆောင်ခွေးတွေရှိတယ်လေအဲ့ဒီခွေးတွေရန်ကိုဘလို့ကာကွယ်မလဲမြောက်ကောင်းဆောင်ကြီးကပြောတယ်မပူပါနဲ့ကွာအဲ့ဒီပဲပိုင်ရှင်ကလူတွေခွေးတွေကအဆောင်ဆိုတာသိတဲ့အတိုင်းပဲတခုခုပေးလိုက်ရင်ဖောက်ပြန်လေဖောက်ပြန်တာရှိတယ်ဒါဆိုဘယ်လိုလုပ်ရမလဲ
ညလူကြီးတိတ်တဲ့အချိန်ဈေးထဲကိုသွားအကျွေးကြံဖြစ်နေတဲ့ငါးရိုးတွေအမဲရိုးတွေစိတ်ရိုးတွေအညီအဟောက်တွေကိုယူခွေးတွေကိုပြစ်ပြီးကျွေး3-5 ချိန်လောက်ကျွေးရင်ခွေးတွေနဲ့ငါတို့နဲ့အဆင်ပြေပြီဒါဆိုငါတို့လိုချင်တဲ့ပဲခိုးလို့ရပြီပေါ့အဲ့ဒါနဲ့အဆောင်ဖြစ်တဲ့ခွေးတွေကိုမြောက်တွေကအညီအဟောက်တွေပြစ်ကျွေးရင်းနဲ့ခွေးတွေလုံးဝမဟောင်တော့ဘူးမြောက်တွေခိုးသမျှကိုအမီလေးနမ်းပြီးခွေးတွေကကြည်နေရင်နဲ့ပုံထဲကြည်ထဲမှာပဲတွေတော်နဲလာတယ်ဘယ်သူမှမရိပ်မိဘူးတနေ့ကျပုံထဲကြည်ထဲကိုတက်ပြီးစော့တဲ့ကလေးလေးကမြင်တော့အိမ်ကိုပြောတယ်အဖေတို့အမေတို့ပဲတွေရှိတော့ဘူးဗျဟာငါတို့ရွာမှာတခိုးလည်းမရှိပါဘူးဘယ်လိုလုပ်ပဲတွေပြောက်ရတာတော့တယောက်တော့ခိုးလာဖြစ်မယ်ဒီနေ့ကျငါတို့စောင့်မယ်ဟဲ့အဲ့တော့အိမ်ရှင်အဖိုးကြီးကပြောတယ်မစောင့်မှနဲ့ကွာခွေးတွေမွေးထားတာပဲဘယ်ဖြစ်မလဲအဖရဲ့ဒီအိမ်ရှင်ကကျွန်တော်တို့လေဒီပဲတွေတာဖို့ကျွန်တော်တို့ရှိတာအဆောင်နေနေရင်ကျွန်တော်တို့ဖြစ်မလားဒီခွေးတွေနဲ့ဘာပဲဖြစ်ဒီနေ့ညငါတို့တအိမ်လုံးပဲတခိုးတွေစောင့်မယ်ဆိုစောင့်ကြတာဒုတ်တွေဓားတွေနဲ့အမလေးညတစ်ချက်2 နာရီလောက်လဲရောက်ရောအရှိဘက်ကနေမြောက်ဖြူတအုပ်စုအရှိဘက်ကမြောက်ဖြူတွေဆွေနဲ့ခုံဆင်းလာတာအမလေးအိမ်မှာမွေးထားတဲ့ခွေးတွေကအမိတွေကိုနမ်းလို့မြောက်ဖြူတွေဝင်လာတာမြင်တိုင်းဒီလိုပဲအနောက်ဘက်ခြံစည်းရိုးကလည်းအမွေးရှည်အသားမဲတကိုယ်လုံးမဲနဲ့နေတဲ့မြောက်အမဲကြီးတွေဘုတ်နဲ့ခုံဆင်းလာတာအမလေးအမိတွေနဲ့နေတာခွေးတွေကဟာငါတို့အိမ်ကအဆောက်နေဖောက်ပြန်သွားပြီကြည်စမ်းငါတို့ပေးထားတာကျွေးထားတာတစ်သက်လုံးစားလာပြီးတော်သစ္စာမရှိတဲ့အဆောက်တွေအိမ်တော်ကိုသူတို့များယူမလားလို့ဘာပဲဖြစ်သူတို့အပြစ်မပြောတော့ဘူးဘာလုပ်မလဲစောင့်ကြည့်မဲကုန်းကွက်နဲ့တခိုးလို့ထင်တာတေချာကြည့်တော့မြောက်တွေပုတ်ပေါ်ချီပေါ်တက်ပဲတွေနိုင်ကောတအိမ်လုံးကညာသံပေးပြီးလိုက်တော့မြောက်ကပြေးတာပေါ့ဗျာခိုးလာမိတော့လဲထွက်ပြေးရတာပေါ့တချို့ကခိုးလာမိတဲ့အခါအတက်မပြေးဘူးလက်ထဲမှာပဲလက်တစ်ခုံနဲ့ပြန်ပြီးတော့ရန်ထောင်လိုက်သေးတယ်ခွိဆိုကြိုက်လိုက်ရမလားပေါ့ခိုးလဲခိုးသေး तू ကကျွန်တော်တို့မန်လဲထောင်သေးတာဗျထူပြစ်လိုက်ဟာအဲ့ဒီမှာခွေးတွေကမြောက်တွေကိုဟောင်းတယ်လို့နဲ့အိမ်ရှင်ကိုဆွဲကျင်တဲ့ခွေးတွေကလည်းရှိသေးတာဗျာအဲ့ဒီခါမှာမြောက်တရားပြင်းနဲ့မြောက်ခေါင်းဆောင်ကြီးကိုမေးတယ်ဆရာကြီးအိမ်ရှင်တွေကျုပ်တို့ပဲခိုးစားတာမိပြီကျုပ်တို့ဘာလုပ်ရမလဲလက်ပေါ်ပဲတွေလည်းအောက်ကိုပြုတ်ကျသွားပြီပြုတ်ကျသွားရင်ကောင်းလိုက်ဖို့ကွာမြောက်ခေါင်းဆောင်ကြီးကအကြံပေးတာကောင်းတယ်ပြုတ်ကျသွားရင်ကောင်းလိုက်ဟုတ်ကဲ့ဆရာကြီးဆိုအုံနောက်မရှိတဲ့သူ့တပည့်တွေက4-5-6 စီကျသွားတဲ့ပဲကိုကောင်းမဲ့ဆိုလက်ခုပ်ကိုဖြီးတာလက်ထဲကပဲတွေအကုန်ကျသွားဟာဆရာကြီးခမရဘယ်လိုလုပ်တာလဲပဲတွေအကုန်ကျသွားပြီ sorry ပဲခေါင်းဆောင်စကား sorry ပဲပြေးနဲ့ထရဏရောက်လာပြီတစ်ပင်နေနာရောက်လာပြီဘာလို့မှမသိဘူးဆရာကြီးကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအေးငါလည်းအဲ့ဒါစဉ်းစားနေတာအဲ့ဒီကမှအင်းရှင်မရှိတဲ့အမေကြီးကကြည်နေသူတို့လက်ခုပ်ထဲမှာရှိတဲ့ပဲတွေခြံစည်းရိုးနာပြစ်ချထားခဲ့ရမှာဘာလို့တော့ဖွားရဲ့ကျွန်တော်ကမေးတာမြောက်ဆိုတာတစ်ပင်မော်တက်ပြရမှာလေခြံစည်းရိုးပေါ်တက်ပြရမှာအချိန်တိုင်းအဲ့ဒီပဲတွေငါတို့ရဲ့ခြံစည်းရိုးတော့ချထားမှာငါတို့ညာတန်လောက်ပဲပေးမှန်အောင်မထုနဲ့ငါတို့ပဲတွေအချိန်တိုင်းပြန်ရမယ်ပြီးရင်မောကြရင်အပင်တွေပေါက်ပြီးပဲတွေတောင်အများကြီးရမှာညာတန်မဲ့ပေးမြောက်တွေပြင်းနဲ့ခြံစည်းရိုးနာအရာတစ်ပင်မော်တက်အပြေးလက်ခုပ်ထဲကပဲတွေအကုန်လုံးမြေပြင်ပေါ်ကိုချပြီးထွက်သွားကြရတယ်ကျွန်တော်အဖွားပြောမှုတဲ့ပုံပြင်ဗျာကျွန်တော်ဒီကနေ့ဒီပုံပြင်လေးကိုဘာလို့ပြောနေမိမှန်းကျွန်တော်မသိဘူးကျွန်တော်ဒီပုံပြင်မှာရွေးပြီးဘာကြောင့်သတိရမိနေတာလဲဟုတ်ပါတယ်သူများပစ္စည်းခိုးတာမကောင်းဘူးအချိန်တန်ရင်ထားခဲ့ကြရမှာဒါကြောင့်ကျွန်တော်ဆရာတင်မိုးကိုလည်းခုံပြုခြင်းလို့
ပဲခိုးစားတဲ့မြောက်တွေနဲ့ပတ်သက်တဲ့ကြပြလေးတစ်ပုဒ်ကျွန်တော်ရွတ်ချင်လာတယ်ဗျာခေါင်းစဉ်ကအချိန်ခုံရုံနဲ့အချိန်ဆိုတာခုံရုံတော့အချိန်ကိုကြောက်လို့အလိမ်အကောက်တွေနဲ့တိမ်အောက်မှာအိမ်ဆောက်ပြီးတူတူပုံနှံကစားနေကြတယ်အချိန်ကိုကြောက်လို့အလိမ်အကောက်တွေနဲ့တိမ်အောက်မှာအိမ်ဆောက်ပြီးတူတူပုံနှံကစားနေကြတယ်ဘလောက်ဖဲပုံသူ့နှလုံးခုံနှံကမြန်သလားမှန်သလားတရားသူကြီးကအချိန်လိမ်လို့မရဘူးနော်အချိန်ကအဆုံးအဖြတ်မှုအရှုံးအမြတ်တွေ့ရဝဲခက်ပါတယ်ကွယ်သူတို့အရေးအချိန်ခုံရုံးမှာလိမ်လို့ပုံလို့မရလောက်သမျှရင်ဆိုင်ဒုက္ခကပင်တိုင်မှုရှင်ပြိုင်မှုမရဲမကြခင်ဖင်ထိုင်လို့လဲမှာကျွန်တော်တို့မြင်ကြရပါလိမ့်မယ်ခင်ဗျာဒါကတော့အဖွားချုပ်ပေးတဲ့ဆောင်းကလေးဒါပြည့်ရင်အဖွားချုပ်ပေးတဲ့ဆောင်းရောမရှိဘူးလားရှိတာပေါ့ကျွန်တော်အဖွားဘာခေါ်မလဲဗျာဟိုလိုဘိုးတော့မဟုတ်တက်ရေးဘိုးကြီးခေါ်မလားဘလို့ဘိုးအရစ်ကနေ၃ရက်ကနေဘိုးဖြစ်တာမျိုးဒုတိယကမ္ဘာစစ်ဖြစ်တော့ဗိုလ်ချုပ်အောင်ဆန်းနဲ့ကြီးပါတယ်တပ်ထဲဝင်ရင်တဖြည်းဖြည်းတပ်ထဲမှာပြင်စင်ယူကနေရဲဘက်ကိုပြောင်းရဲအုပ်ဖြစ်ကျွန်တော်အဖိုးကအရက်လက်တိတ်တောက်တယ်ကျွန်တော်အဖိုးကဗိုလ်ချုပ်အောင်ဆန်းနဲ့၄-၅နှစ်လောက်ကြီးတယ်ဗိုလ်ချုပ်အောင်ဆန်းကိုတိတ်ချစ်တယ်အဖိုးအမြဲရွတ်ပြတဲ့ကြပြတစ်ပုဒ်ရှိတယ်ဗိုလ်ချုပ်အောင်ဆန်းတို့ကြာဆုံးပြီးသူရွတ်တဲ့ကြပြအောင်ကျော်ရေးမင်းသေးသွားတာဖြေတာပါတယ်မင်းမှနယ်ချက်လက်ချက်မို့ကျွန်တော်ငငယ်ရမေးတယ်အောင်ကျော်ရေးဆိုတော့အရက်တရကိုအောင်ကျော်ဆိုတဲ့လူကိုပြောတာမှတ်တာဟုတ်ဘူးတဲ့ဒီမဲငါမြည်ရတဲ့1916ဖေဖော်ဝါရီ29မှာမွေးတဲ့ဟင်္ဒရာအင်္ဂပူဘက်ကမဇလီကုန်းရွာသား1938ထောင်တော့ပြီအရေးတော်ပုံဒီဇင်ဘာလ20ရက်နေ့မှာပြည်တိရှာတွေဒုံးနေရညင်းတဲ့အကန်ခံရပြီးဒီဇင်ဘာ22ရက်မှာကြာဆုံးသွားတဲ့ကိုအောင်ကျော်တေတာကိုအဖိုးကဘာလို့ဖြေတာလားလို့ကိုအောင်ကျော်ကိုတတ်တာဘယ်သူလုံးမြအင်္ဂလိပ်ပြည်တိရှာတတ်တာဘိုးကျော်ကိုတတ်တာအဖိုးကဖြေတာတဲ့ဒါပြင်အဖိုးကဘာများမဖြေတာလို့လေဘိုးကျော်အောင်ဆန်းတို့တေတာကြငါမဖြေတာဘူးတဲ့ဘာလို့လို့အဖိုးဗမာချင်းတတ်လို့ကွာဗမာချင်းတတ်လို့ तू မဖြေတာလားဟုတ်ပါတယ်ကျွန်တော်အဖိုး1960ဒေါ်လာရေးကောင်စီမတ်လမှာတက်July 7-8ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကြီးဖြိုပြီးကျောင်းသားတွေတွင်းမြေကြပြီးတည်တဲ့အချိန်အဖိုးဒီကဗျာကိုရွတ်ပြန်တယ်အောင်ကျော်ရေးမင်းသေးသွားတာဖြေသွားပါတယ်မင်းမနယ်ချက်လက်ချက်မှုအခုဗမာချင်းတတ်နေကြပြန်ပြီအဖိုးကံကောင်းပါတယ်ဥဒ္ဒအရေးခင်မှာအဖိုးမရှိတော့ဘူးအဖိုးရှိအဲ့ဒီကြပြလေးများဆိုလေမလားမသိအဖိုးကံကောင်းလိုက်တာ1988မှာလဲကျွန်တော်အဖိုးမရှိတော့ဘူးလေ2000ရွှေဝါရောင်တော်လန်ရေးမှာလဲကျွန်တော်အဖိုးရှိရင်အဲ့ဒီကြပြဆိုမယ်ထင်တယ်မဖြေတာဘူးဗမာချင်းတတ်နေတာပြီးခဲ့တဲ့တစောင်းမုံလာပြည့်နေညများအဖိုးရှိလို့ကတော့ဒီကြပြကိုလက်သီးလက်မောင်းတန့်ပြီးအော်မှာအောင်ကျော်ရေးမင်းသေးသွားတာဖြေတာပါတယ်မင်းမနယ်ချက်လက်ချက်မို့အခုဗမာချင်းမီးရှို့နေကြပြန်ပြီပြောအောင်မလားမသိရှမ်းပြည်နယ်မှာကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲတွေကြားရင်အဖိုးဒီကြပြကိုဆိုလိုက်မယ်ဒါကတော့အဖိုးခြုံပေးတဲ့စောင်းကလေးအောက်ကကျွန်တော်မှတ်မိတဲ့ကြပြလေးတစ်ပုဒ်ပေါ့ဒီလိုပဲဗျအဖေခြုံပေးတဲ့စောင်းတော့ခွန်အားရှိတယ်ဗျကျွန်တော်တို့မန္တလေးမြို့မှာခိုးတွေရှိတယ်ဗျခိုးမြင်ဘူးလားမသိဘူးခိုးဆိုတာငှက်ပဲနော်မြင်ဘူးတယ်နော်ခိုးကလည်းငှက်တခြားငှက်တွေနဲ့ခိုးနဲ့မတူတဲ့အချက်ကတော့ခိုးကဘယ်မှာနေတော့တောထဲမှာမနေဘူးဘယ်မှာနေတော့မြို့မှာနေတယ်မြို့တောင်ဘယ်မှာနေတော့အိမ်ခေါင်မိုးတို့ဓာတ်ကျိုးတော်ပေါ်မှာနေတယ်ဖျားတို့ဘာလို့ထဲမှာနေတယ်တစ်ပင်ပေါ်နားတဲ့ခိုးမတွေ့ဘူးတလောက်ပဲခိုးတွေသူ့ဘာသူရှာစားလာသူများပေးတာကျွေးတာကိုစားလာသူများပေးတာကျွေးတာကိုစားတဲ့ခိုးတနေ့တော့အဖေကမော်ဒန်ကြပြတစ်ပုဒ်ရွတ်ပြစောင်းကလေးချုံနေတယ်ငါသားတဲ့
ကြည်စားညညညင်းညင်းတာဘာကောင်လုံးကခိုးကောင်းမှအဖေလို့စောင်းလေးခြုံနေငယ်လေးတုန်းကမှတ်မိတယ်ကျွန်တော်6တန်း9တန်းဖြစ်မယ်ထင်တယ်မင်းကကြပြတပုတ်ရွတ်ပြမယ်ခိုးသူတို့မှာအတောင်မှန်တစုံရှိရနဲ့ကောင်းကင်ကိုပြန်တက်ဖို့စိတ်ကူးမရှိကြဘူးခိုးသူတို့မှာအတောင်မှန်တစုံရှိရနဲ့ဟောအမြင့်ကိုပြန်တက်ဖို့လဲတတ္တိမမွေးကြဘူးခိုးဓာတ်ကြိုးပေါ်မှာနာအိမ်ခေါင်ပေါ်မှာနေသူများပေးတာကျွေးတာကိုစာအလကားခိုးကောင်တွေကျွန်တော်နားမလည်ဘူးဗျအဖေရွတ်တယ်ခင်ဗျအဖေကအဲ့ဒီလိုရွတ်တိုင်းကျွန်တော်ကိုလက်ညှိုးထိုးရွတ်တာဗျခိုးကောင်းကင်မှာခိုးသူတို့မှာအတောင်မှန်တစုံရှိရနဲ့ကောင်းကင်ကိုပြန်တက်ဖို့စိတ်ကူးမရှိကြဘူးခိုးသူတို့မှာအတောင်မှန်တစုံရှိရနဲ့ဟောမြင်ကြီးကိုပြန်တက်ဖို့လဲတတ္တိမမွေးကြဘူးခိုးဓာတ်ကြိုးပေါ်မှာနာအိမ်ခေါင်ပေါ်မှာနေသူများပေးတာကျွေးတာကိုကပ်ပြီးစားအလကားခိုးကောင်တွေကျွန်တော်နားလည်လိုက်ပြီအဖေဟာကျွန်တော်ကိုလက်ညှိုးထိုးပြောတာလားလူငယ်တွေကိုလက်ညှိုးထိုးပြောချင်တာလားမသိဘူးဒီကနေ့ခေတ်လူငယ်တွေခိုးကောင်တွေမဖြစ်စေချင်ဘူးမင်းတို့မှာအတောင်မှန်တစုံရှိရနဲ့ဘာလို့ကောင်းကင်ကိုပြန်တက်ဖို့စိတ်ကူးမရှိကြတာတော့အတောင်မှန်တစုံရှိရနဲ့လူငယ်အပေါင်းတို့ဟောမြင်ကြီးကိုပြန်တက်ဖို့ဘာကြောင့်တတ္တိမမွေးတာတော့အဖေမေကျွေးတာပေးတာကိုစားရောက်ခမပေးတာကျွေးတာကိုကပ်ပြီးစားနေတယ်အလကားခေါ်ကောင်နေမင်းတို့ငါတို့ဖြစ်နေကြပြီလားကြည်စမ်းမအောင်အဖေခြုံပေးတဲ့ဆောင်းကလေးအောက်ကကြပြလေးတဘောအမှန်ကတော့ကျွန်တော်မိမဆောင်းလေးခြုံပြီးအိပ်ပျော်နေခြင်းကျွန်တော်ကဆောင်းလေးတွေကထွက်ပြီးဆောင်းနေအကြောင်းစဉ်းစားနေတာဆိုကြပါစို့စာပေဟောပြောပွဲတွေသွားတော့နယ်တွေသွားရတဲ့အခါအစင်ရမ်းပြေတယ်ဗျတာချီလိတ်ကတော့ကျွန်တော်တို့ကောင်းကောင်းထားတယ်တခါအားနာလောက်အောင်ဝယ်ပေးတာဗျာပစ္စည်းမနိုင်မာတော့စိုးရတယ်တကယ်ကိုတစ်ဆိုရင်ကျွန်တော်တကယ်လဲကျေးဇူးတင်တယ်ဟိုမလို့ချင်မှုလို့မပြောပါဘူးเนาะလူဆိုတာဒါအယိုးသားပြောတာပါကျွန်တော်လည်းပြည့်စုံတဲ့လူတယောက်ပါသို့တော့ကိုယ့်ကိုချစ်လို့ခင်လို့မြင့်မြတ်နေလို့ပေးတာလေးတော့ဘာပြောလေတစ်ဖက်လဲစိတ်ချမ်းသာကိုယ်လဲလိုချင်တာပေါ့ဒီစိတ်လေးတော့ရှိတာအမှန်ပါအရန်အဆင်ပြေတယ်တချို့နေရာတွေမှာတကယ်ပါစိုက်ကယ်ကြီးနဲ့မိုင်30လောက်သွားတဲ့ခရီးတွေတခါတည်းဖုန်းကြီးเจ้าမှာအိပ်ရတာတွေရှိတယ်တနေ့တော့တောင်ပေါ်ဒေသကဘုန်းကြီးเจ้าတစ်เจ้าမှာတဲကြရတယ်တိုင်းရင်သားကြီးပါမှာကျွန်တော်ရှမ်းတို့ကချင်တို့ချင်းတို့လို့မပြောချင်တာတောင်ပေါ်ဒေသတိုင်းရင်သားတွေကိုစားပြုချင်လို့ပါရန်တော်ကနေပြီးကျွန်တော်ကိုစောင်းလေးခြုံပေးရင်းနဲ့နှွေးတယ်ဖေဟာတခါကြီးဟိုတဲ့ဝတ္ထုတစ်ပုဒ်ပြောပြမယ်တဲ့ပြီးရင်ရေးနော်တဲ့ပြောပါဖေဟာစောင်းလေးတွေကနေပြီးဘုံဘုံကလည်းစောင်းလေးခြုံပြီးနှစ်ယောက်သားစကားပြောကြတာသူပြောတဲ့ဝတ္ထုလေးပြပြပါရစေဒီလိုကွာတင်မဖေဟာလို့တခါတော့ကဘာကြီးတစ်ခုရဲ့တိုင်းပြည်တစ်ခုမှာဘယင်ကြီးတစ်ပါးရှိအရှင်ဘုရားဘာလို့ကဘာနာမည်တွေတိုင်းပြည်နာမည်တွေဘယင်နာမည်တွေမပြောတာတော့ဝဏီတော်အရာပေါ့ကွာတဲ့အစွန်းထွက်သွားမှာဆိုလို့နာမည်တက်လိုက်တိုင်းပြည်တက်လိုက်ရင်လူတချို့ကသူတို့ပြောတဲ့ထင်မှာဆိုလို့ငါကအဲ့ဒီလိုမပြောတာတဲ့ကဘာကြီးတစ်ခုရဲ့တိုင်းပြည်တစ်ခုကဘယင်တစ်ပါးရှိအဲ့ဒီဘယင်ကဘယင်ဖြစ်ချင်လွန်းလို့အကိုတွေဦးလေးတွေအဖေတွေကိုတတ်ပြီးဘယင်လှုပ်လာတဲ့သူအဲ့တော့သူ့မှာခံယူချက်တစ်ခုရှိတယ်ငါလုံခြုံရေးအတွက်လူတွေငါ့ကိုကြောက်နေရမယ်လူတွေငါ့ကိုကြောက်နေခြင်းကငါလုံခြုံရေးပဲငါတို့တိုင်းပြည်ငြိမ်းချမ်းမှုအတွက်ငါတို့တိုင်းပြည်နဲ့ကပ်နေတဲ့နိုင်ငံတွေငါတို့တိုင်းပြည်ကိုကြောက်နေရမယ်ငါတို့တိုင်းပြည်ကိုအိမ်နီးချင်းနိုင်ငံတွေကြောက်ရွံ့နေခြင်းကငါတို့တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးပဲဒါကြောင့်စစ်တိုက်ရမယ်ပြည်သူပြည်သားတွေလည်းစစ်ပညာတွေသင်ပြီးတော့စစ်တိုက်ဖို့ပဲသူကအမြဲတိုက်တွန်းပြီးစစ်အမြဲတိုက်တာစစ်တိုက်လေတိုက်တာရှိတော့စစ်တိုက်တာကျွမ်းတာပေါ့အင်ပါယာကြီးကတဖြည်းဖြည်းကြီးလာလိုက်တာသူ့ပြည်တွေကလူတွေကလည်းကြောက်တယ်ဒီဘုရင်ကြီးကိုရဲဆက်ဆက်တတ်တာကိုတိုက်ပွဲတစ်ခါများဖြစ်ရင်လေအဲ့ဒီဘုရင်ရဲ့လက်ကဓာ
သွေးဘလောက်များစွန့်နေတယ်လဲဆိုရင်ရင်နှွေးနဲ့စိန်ပြီးလက်ကိုခွာရလောက်စစ်ပွဲတိုက်ခဲ့တဲ့ဘရင်ဘေးနိုင်ငံတွေကလည်းကြောက်လွန်းလို့အခွန်ဆက်တာပြီးနေရတဲ့ဘရင်တရက်တော့စစ်တိုက်ပြီးမျက်စိလဲလမ်းမတောတနေရာကိုရောက်သူစီးလာတဲ့မြင်းကလည်းရေးစားအာဟာရပြတ်လို့လမ်းမှာလဲသူကလည်းအပြတ်အာဟာရပြတ်ပြီးတောထဲကိုအင်အားကုန်ခံရှောက်လာရင်းနဲ့အိမ်လေးတစ်လုံးတောထဲမှာတွေ့တာတတ်တရရတဲလေးတစ်လုံးအဲ့ဒီတဲလေးရဲ့ရှေ့မှာတစ်ပင်ပန်းမာလာတယ်ယုံကလေးတွေဂျီလေးတွေဒရယ်လေးတွေကပြေးလွှားနေတာငှက်ကလေးတွေကလည်းစိုးစီနေသူအော့သွားတယ်အဲ့ဒီဘရင်ကအဲ့ဒီ channel နဲ့ဝင်လိုက်တော့သူပခုံးပေါ်အဖြူအောင်ငှက်လေးတစ်ကောင်လာပြီးနားတယ်ဂျိုးပြူငှက်ကလေးငင်းချမ်းရင်ငှက်ကလေးသူပခုံးပေါ်လဲငှက်ကလေးနားရောသူ့လက်ထဲမှာရှိတဲ့ဓာတ်နဲ့ပါလိုက်တာဂျိုးပြူငှက်ကလေးခေါင်းပြတ်သွားတယ်အဲ့လိုလဲဖြစ်ကုန်ငှက်တွေအကုန်လုံးဝေါင်းနဲ့ပြန်သွားပြီးတော့ခုနသူ့ကိုစောင့်ကြိုနေကြတဲ့ဂျီလေးတွေဒရယ်လေးတွေယုံလေးတွေကကြောက်ပြီးတော့တက်ပေအကွယ်ကနေဘလူးကြီးလားတစ်ဖက်ကြီးလားတရေကြီးလားဒီလိုဟာမျိုးမတွေ့ဘူးဆိုတဲ့အကြည့်နဲ့တလိဆန်နေရကြောက်ရွံ့တဲ့အကြည့်နဲ့သူ့ကိုပြန်ကြည့်နေဘာလဲဒီထက်မှဘာလို့ရှိတော့တကားလေးစိတ်ထားတာကိုခြေထောက်နဲ့ကန်ပြီးတွန်းပြီးဝင်လိုက်တယ်ကြောပေးပြီးတော့ဥပြေကတုံးနဲ့ရဟန်းတော်တစ်ပါးတရားအားထုတ်တယ်ရဟန်းတော်မှလည်းဘာမှလည်းမသိဘူးဟဲ့လူကြောက်ရောက်လာပြီလေခမည်းဘာလို့လဲရဟန်းတော်ကတရားကိုချပြီးလှည့်လိုက်တယ်ခမည်းဘာလို့လဲလို့မမေးပါနဲ့ကျုပ်ကယဟန်တော်ပါယဟန်တော်တွေပါလေကျုံနားမလဲဘူးခမည်းဘာလို့လဲကျုပ်ကဘယင်များထိုင်ပါခမည်းဘာလို့လဲပြောပါကျုပ်ပြောပြီးပြီကျုပ်ကယဟန်မှာတကာရဲ့ကျုပ်ကိုတကာလို့မခေါ်နဲ့ကျုပ်ကိုဘယင်လို့ခေါ်ပါရပါတယ်ဘယင်ရဲ့ဘယင်ကိုဘယင်လို့ခေါ်စေခြင်းလဲခေါ်ပါမယ်ထိုင်ပါဘာအကူအညီပေးရမလဲကျုပ်လက်ထဲကဓာတ်ကိုရင်ရင်းနဲ့စိန်ပြီးတော့ဖြည့်ပေးပါအော်သင်ဟာဒုက္ခရောက်လာတဲ့ထင်တယ်လက်စတတ်တော့သင်ဟာကြောက်ရွံ့လို့ပြေးလာတဲ့သူပဲကြောက်လို့ပြေးလာတဲ့သူပဲကျုပ်မကြောက်ဘူးဗျာကျုပ်ကိုသာလူတိုင်းကကြောက်ရတာအော်မကြောက်ဖဲနဲ့လက်ထဲမှာလက်နဲ့ကင်ထားတယ်နော်လက်နဲ့ကင်ထားပြီးတော့မကြောက်ဘူးလို့ပြောတာအံ့ဩစရာကောင်းလိုက်တာဘယင်ရဲ့စကားမများနဲ့ကျုပ်လက်ကိုရင်ထဲနဲ့စိတ်ပြီးဖြည့်ပေးပါသင်ဟာတကယ်တော့ဘယင်မဟုတ်ဘူးလူသားသမားပဲခမည်းကြီးတည်သွားကြလားကျုပ်ကိုရေတစ်ခွက်တိုက်ပါအော်ဘယင်ရေတစ်ခွက်တောင်အတင်မချမ်းသာပါလားဘယင်ရဲ့စကားမများနဲ့ကျုပ်ရေစားတယ်ကျုပ်ကိုရေတစ်ခွက်ထားရေတစ်ခွက်မကောင်း၄-၅ခွက်တော့ပြီးလဲသွားရောကျုပ်ဖိုက်စားတယ်ဗျာကျုပ်ကိုအစားအစာတစ်ခုကျွေးပါလက်စတတ်တော့အသင်ဟာဒုက္ခိတတယောက်လည်းဖြစ်တကူဘယင်ရဲ့ချက်ဝတ်တစားလည်းမရှိဘယင်ရဲ့ဥပရိယုတ်လည်းမရှိဘယင်ရဲ့အပြုအမူလည်းမရှိပဲသင်ကိုယ်ဒီဘယင်လို့ပြောတာတော်တော်ယုံရခက်တယ်နော်ဘုန်းကြီးတော့တော်တော်ယုံမှုခက်တယ်ခမရမယုံမှုဆိုဒီလက်စွပ်ကိုကြည့်ဒါဘယင်နေမှစွန့်နိုင်တဲ့လက်စွပ်ဗျအော်အဲ့ဒီလက်စွပ်ကရေတစ်ခွက်လောက်တန်ဖိုးရှိလို့လားအဲ့ဒီလက်စွပ်ကထမင်းတစ်လုံးလောက်တန်ဖိုးရှိလို့လားဘယင်ဆိုသူရဲ့ခမရမကြွေးခမရခေါင်းကျုပ်ဖြတ်ပြမှာနော်အမောင်ဘယင်ကျုပ်ခေါင်းကိုဖြတ်လို့ကဖြတ်ပါကြောက်ရွံ့လို့ကြွေးတယ်မထင်နဲ့လူသားအချင်းချင်းဒုက္ခရောက်လာလို့ကျုပ်ကခမရကိုကဲတင်တာကျုပ်ကဘယင်ကျုပ်ကိုကဲတင်တယ်မပြောနဲ့ကျုပ်နိုင်ငံထဲမှာနေတဲ့သူတွေမှန်သမျှအဲ့ဒီပစ္စည်းအလုံးကကျုပ်ပစ္စည်းပဲရဟန်းတော်ကအစားအစာကျွေးရင်ပြောတယ်ဘယင်နှမျိုးရှိတယ်ကွကိုကိုယ်တိုင်ဘယင်ဖြစ်ချင်လို့အဖေဦးလေးအကိုတတ်ပြီးတော့ဘယင်ဖြစ်လာတဲ့သူတွေကပြည်သူပြည်သားကိုချေးချွန်လို့မြင်တယ်ပြည်သူပြည်သားပိုင်ဆိုင်တဲ့ပစ္စည်းကိုသူ့ပစ္စည်းလို့မြင်တယ်သူ့ပါဇက်ကပြည်သူတွေကိုအမိန့်ပေးစေခိုင်းဝင်ရှိသူလို့မြင်တယ်အများရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ဘယင်ကြတော့အဲ့ဒီလိုမဟုတ်တော့ဘူးသူဟာပြည်သူပြည်သားတွေကိုအုပ်ချုပ်သူမဟုတ်ဘူးပြည်သူပြည်သားတွေရဲ့စေခိုင်းခြင်းကိုခြေခြေနက်နက်ခံယူဖို့အတွက်ကုသိုလ်ယူခွင့်ရတဲ့သူဆိုပျော်ရွှင်နေတဲ့သူပြည်သူပစ္စည်းဟာသူထိမ့်သိမ်းဆောင်ရှောက်ရမယ်ပြည်သူဗန္နာဒိဋ္ဌိမြတာဖြစ်တယ်လို့မြင်တယ်
ဘာမှမပြောဘူးသူစိတ်ဘယင်းစိတ်ထဲမှာစဉ်းစားတယ်ဒီပုဂ္ဂိုလ်ကငါလူတက်ပြီးဘယင်းလုတ်တယ်လို့ဘလုတ်သိတော့ဒီမဲ့ယဟန်ဆိုသူကျုပ်ကငိမ့်ချမ်းရေးအတွက်စစ်တိုက်နေတာဗျအော်ငိမ့်ချမ်းရေးအတွက်စစ်တိုက်တဲ့လားငိမ့်ချမ်းရေးအတွက်စစ်တိုက်ရတယ်စစ်တိုက်မှငိမ့်ချမ်းတာအခုဆိုကြည်စမ်းမှာကျုပ်တို့တိုင်းပြည်ဘယ်တိုင်းပြည်မှမချွတ်ချော်နိုင်ဘူးစစ်ကြောင်ငိမ့်ချမ်းနေတာခေါင်းလေးညင်ကဲစားပြီဆိုလမ်းလျှောက်ရအောင်လေလမ်းလေးလျှောက်ခြံထဲကိုလမ်းလျှောက်တာရဟန်းတော်လည်းခြံထဲရောက်ကောငှက်ကလေးတွေယုံကလေးတွေကပြေးလာတာရဟန်းတော်နာပြီးလည်းပြီးပြန်ပြေးသွားတာရဟန်းတော်ကခေါင်းညိတ်ပြီးစဉ်းစားလိုက်တယ်ဒီလူတော်တော်အကုသိုလ်ကြီးတဲ့လူတလိษံတွေရတောင်သူ့ကိုကြောက်နေကြတယ်လူချင်းဘလောက်များသူ့ကိုယွန်လိုက်မလဲမသိဘူးရဟန်းတော်ကသွားရင်လာရင်နဲ့တို့တစ်ချောင်းကိုကလမ်းလျှောက်ရင်းနဲ့စူးရည်နဲ့အပင်တပင်ကိုဒုံနဲ့ရိုက်တာရဟန်းတော်ရဟန်းတော်ဘာလုပ်နေတာတို့ဒီအပင်ကွာပန်းမပွင့်လို့ငါဒုံနဲ့ရိုက်နေတာရဟန်းတော်တင်ယူနေပြီဒါနေ့စီပင်ရှွန်းရှွန်းရှွန်းရဟန်းတော်နေ့စီပင်ဒုံနဲ့ရိုက်လို့ပွင့်မလားအပန်းဆိုပွင့်လေဒုံနဲ့ရိုက်လို့နေ့စီပင်ပွင့်မလားရဟန်းရဲ့တင်ယူနေပြီနောက်တော့3ရက်ရိုက်တော့အဲ့ဒီဘယင်းဆိုသူကဒုတ်ကိုယူလွတ်ပြလိုက်ဒုံနဲ့ရိုက်လို့ပန်းမပွင့်ဘူးပန်းပွင့်ခြင်းရင်ရေတို့မြေတို့မြေစီတို့ရေကြီးတို့နေကြီးတို့ပေးရတယ်ဘယင်းကပြောတာအဲ့ဒီခါမှာရဟန်းတော်ကပြုံးပြီးခေါင်းငိမ့်တယ်ဒီမဲ့ဘယင်းဆိုသူကျုပ်သိတာပေါ့ဟောဒီအပင်ကနေစီပင်မှန်းလဲကျုပ်သိတယ်ဒုံနဲ့ရိုက်လို့ပန်းနေမပွင့်မှန်းလဲကျုပ်သိတယ်ပန်းပွင့်ခြင်းဟောဒီနေစီပင်ရဲ့လိုအပ်ချက်ဖြစ်တဲ့နေကြီးပေးပါရေကြီးပေးပါမြေစီကျွေးပါကျုပ်သိတာပေါ့ဘယင်းရဲ့ဒါဖြစ်ဘာလို့ဒုံနဲ့ရိုက်နေတာတော့သင်လဲဘာထူးတော့ငင်းကြရဲ့အတွက်စစ်တိုက်နေတာကျုပ်နေစီပင်တွေကိုဒုံနဲ့ရိုက်နေတာ ਨੇ အတူတူပဲလေဘယင်းဘယင်းနဲ့တွန်းသွားတယ်ဒီမဲ့ဘယင်းဒီမဲ့တကားနေစီပန်းပွင့်ဖို့အတွက်လိုအပ်တဲ့နေကြီးရေကြီးမြေစီကျွေးရတယ်လို့နိုင်ငံတနိုင်ငံငြိမ်းချမ်းမှုအတွက်နေကြီးနဲ့တူတဲ့လွတ်လပ်ခြင်းတရားမျှတခြင်းညီညွတ်ခြင်းတွေပေးရတယ်ပြည်သူတွေအပေါ်ကိုဒီလိုပဲရေကြီးနဲ့တူတဲ့တူကိုတူသူ့ခွေရကိုယ်ခွေရသူ့ရင်ချင်းမှုကိုယ်ရင်ချင်းမှုတိုင်းသားတယောက်တစုစီမှာရှိတဲ့ရှင်ကျင်းမှုဘာသာစကားဓလေ့ထုံးစံတွေကိုလည်းအလေးထားမှငြိမ်းချမ်းခြင်းရမယ်အဲ့ဒါဟာရေကြီးဒီလိုပဲမြေစီနဲ့တူတဲ့ဗြဟ္မစိုရတရား၄ပါးမေတ္တာတရားကိုချင်းစာတရားသင်ရင်ထဲမှာရှိမယ်သင်ရင်ထဲမှာရှိနေမှသင်ငြိမ်းချမ်းလိမ့်မယ်ဟောဒီနေစီပင်ကိုရေကြီးနေကြီးမြေစီကျွေးရင်အချိန်တန်ရင်ပန်းနေပွင့်လာလိမ့်မယ်မပွင့်ပါနဲ့လို့ဘလို့တာလို့မရအောင်ကိုပွင့်လာမှာတင်လဲတင်နဲ့ဆက်ဆက်ရတဲ့ပတ်ဝန်းကျင်ကိုတရားချင်းမြတ်တာချင်းလွတ်လပ်ခြင်းလူခွင့်ရေးလူမျိုးစုတစုနဲ့တစုအပြန်အလှန်သူ့ရဲ့ဓလေ့ယဉ်ကျေးမှုဘာသာစာပေစကားကိုလေးစားမှုနဲ့အတူသင်ရင်ထဲမှာဗြဟ္မစိုရတရားတွေရှိရင်ငြိမ်းချမ်းရေးပန်းတာမထားနဲ့ပွင့်လာမယ်ဘယင်းကြည်စမ်းတိုင်းရင်သာဖုံဖုံတပါပြောတဲ့စကားတောင်ပေါ်ဒေသကလှလိုက်တာကျွန်တော်စဉ်းစားမိတယ်ကျွန်တော်တို့တွေနှင်းစီပင်တွေကိုဒုတ်တင်နဲ့များရိုက်ပြီးပန်းနေဇွတ်ပွင့်ခိုင်းနေပြီလားမသိဆိုတော့အဲ့ဒီကအပြန်ကျွန်တော်အိမ်မှာဆောင်းကလေးခြုံပြီးဝတ္ထုလေးတစ်ပုဒ်ရေးဖြစ်ပါတယ်ခေါင်းစဉ်ကပန်းတနာတဲ့ဝတ္ထုကကျွန်တော်ဝတ္ထုမဟုတ်ပါဘူးကျွန်တော်လက်တွေ့ခဲ့ရတဲ့ဝတ္ထုပါတီဘောရဲ့အရှိဘက်ကတော်တော်ကိုခေါင်တဲ့ရွာလေးတွေ့ရဟောပြောပွဲရောက်သွားတယ်
ဟောပြောပွဲရပရိသတ်မများပါဘူးပရိသတ်ကလည်းတိတ်ပြီးစကားမပေါက်ဘူးပြောရတာဟောပြောပွဲက2ယောက်တည်းပြောတော့10နာရီလောက်ပြီးတော့အေးချမ်းချမ်းနဲ့မိဘုံပြီးမှဝိုင်းထိုင်ပြီးစကားပြောရင်းနဲ့ကလေးတွေမေးတဲ့မေကွန်ကျွန်တော်ကိုဖြေခိုင်းတာကျွန်တော်ကဟောပြောပွဲမှာပြောပြီးတော့စကားမပြောချင်တော့နင်တို့ကိုငါမေးတာဖြေမင်းတို့တွေဘာဖြစ်ချင်လဲဘာကြောင့်ဖြစ်ချင်တာလဲပြောကဲ4ယောက်ပြောရမယ်ကျွန်တော်ကပထမဆုံးចောင်းသူစန်စန်ခတ်ချောချောအမျိုးသမီးလေးတယောက်တက်လာတဲ့တိုင်ရင်သူလေးပြုံပြုံလေးနဲ့သမီးဟာတဲ့အခုစစ်တက်ကတူတက်နေတာတဲ့ဟာတော်လိုက်လားသမီးလို့မင်းကလေးဆေးချောင်းရတာတော်တော်လို့ဗျာလို့သမီးကဆေးချောင်းပြီးရင်စပ်ပြီးတော့ပညာယူအောင်ပါသမီးကဘာဖြစ်ချင်တာလို့သမီးကကလေးထုခုဆရာဝန်သိဖြစ်ချင်တယ်ဘာကြောင့်ဖြစ်ချင်တာတော့သမီးကလေးထုခုကပတ်စံတအားရတယ်ဆရာရဲ့သိလားနည်းနည်းလေးကြည့်လိုက်ရင်လူတွေကပတ်စံသိမသုံးချင်ဘူးကလေးဆိုတအားသုံးတာဆရာရဲ့သိလားတောင်းတလောက်ပေးတာအပြန်ဆိုလေကလေးချင်အောင်နဲ့ပတ်စံကိုတိမ့်ပြီးယူတာသမီးမျက်စိရှိတယ်မြင်နေတာဆရာရဲ့ပြီးရင်ကလေးကစားဆရာပစ္စည်းလေဈေးတင်ပြီးရောင်းလို့ရသေးတယ်ဆရာရဲ့ကလေးထုခုဖြစ်ရှင်တာတဲ့ကျွန်တော်တော်တော်စိတ်ညစ်သွားတယ်ပတ်စံလိုချင်လို့တဲ့အေးသမီးစင်တော်လို့နောက်တစ်ယောက်သူကလည်းတက်လာတာဆရာရဲ့ကျွန်တော်ရတဲ့မန္တလေး GTC မှာတက်နေတာပါအေးကောင်းတော့ပေါ့ကွာလို့မင်းကဘာဖြစ်ချင်တာလို့ကျွန်တော်10မြောင်းအင်ဂျင်နီယာဖြစ်ချင်တာဗျာဘာကြောင့်ဖြစ်ချင်တာလို့ကျွန်တော်တကယ်ချင်းဖေက10မြောင်းအင်ဂျင်နီယာဆရာရဲ့တိတ်ချမ်းသာတာဆရာတောင်ကြီးမှာလည်းတိုက်နှလုံးမန္တလေးမှာလည်းတိုက်နှလုံးရန်ကုန်မှာလည်းတိုက်နှလုံးနေပြည်တော်မှာလည်းတိုက်နှလုံးမော်တော်ကားဆိုတာ8စီးလောက်ရှိတယ်ဆရာ10မြောင်းအင်ဂျင်နီယာထောတယ်ဆရာရဲ့ဒါ10မြောင်းအင်ဂျင်နီယာလုံပါတယ်လူငယ်တွေကိုကျွန်တော်အပြစ်မတင်ဘူးဂျာမနီနိုင်ငံမှာရေးထားပါတယ်ကျွန်တော်နိုင်ငံလိုအများကြီးမရေးဘူးလူငယ်တို့သည်လူကြီးများထံမှတင်ယူနေကြသည်တဲ့လူငယ်တွေကလူကြီးထံကတင်ယူနေတာနော်ပြီးခဲ့တဲ့ခေတ်ကျွန်တော်ကျုပ်တို့လူငယ်တွေကိုလူကြီးတွေဘာတွေတင်ပေးလိုက်တော့စဉ်းစားစရာသိကောင်းတယ်တင်ပေးလိုက်ကြပြီတော်တော်ဝမ်းနည်းစရာကောင်းတယ်ထားတော့နောက်တစ်ယောက်တက်လာတာဆရာလည်းကျွန်တော်ဆယ်တန်းအောင်မှုပြတယ်အေးကောင်းဆယ်တန်းအောင်လည်းအရေးမကြီးပါဘူးကွာလို့လူလောကမှာတစ်ဖြစ်အောင်စူးစမ်းလို့ရမင်းဘာဖြစ်ချင်တာလို့ကျွန်တော်ကားမောင်းညင်တာလေဘာကားတော့ကျွန်တော်10ဘိန်း12ဘိန်းကားကြီးတွေနောက်ကအတွဲပါတဲ့ကားတွေမောင်းညင်တာဘာလို့မှာတော့ကျွန်တော်ကုန်ကူးမှာဆရာတဲ့ဗမာပြည်ကနေပြီးတော့အင်ဂျင်ကြောက်တွေတစ်တွေကျွန်တော်တရုတ်ပြည်ပို့မယ်တရုတ်ပြည်ကပစ္စည်းတွေကျွန်တော်သွင်းမယ်ဒါဆိုမြန်မြန်ချမ်းသာမယ်ဆရာကျွန်တော်တို့တိုင်းပြည်မှာအလောက်လောက်ချင်တဲ့သူနဲပြီးပတ်စံရှာတဲ့သူကများနေတယ်လူငယ်တွေစိတ်ထဲမှာအဲ့ဒါတွေဝင်နေတယ်ကျွန်တော်တို့ဆုံးရှုံးသွားပြီနောက်တစ်ယောက်ကျွန်တော်လက်ညှိုးထိုးမိလားဟိုနောက်ကချောင်းကြကြကလေးမင်းထွက်ကွာလို့သူကဂျိုင်းတောင်လေးနဲ့တက်လာသူကခြေတော်တစ်ဖက်မပါဘူးမင်းဘာဖြစ်ချင်လဲဘာလုပ်ချင်လဲပြောသူကဂျိုင်းတောင်လေးနဲ့ကျွန်တော်ကကလေးအယုတ်လှုပ်ရောင်းပါဗျာကလေးအယုတ်လှုပ်ရောင်းပါတဲ့သူကဟာအံ့ဩစရာပဲဘာယုတ်တုံးကွာလို့တို့တွေတောင်ပြုံးမှာရှိတဲ့ကြံချောင်းယုတ်လားဘာနုလားအုတ်ထုတ်လားစပိုက်ဒါမန်လားဟုတ်ဘူးဗျပြစ်တိုင်းတောင်ယုတ်လားဟုတ်ဘူးဗျတကြမ်းမှာကျွန်တော်သတင်းကြုံမှာဆွဲတဲ့မော်တော်ကားမျိုးလားဟုတ်ဘူးဗျကြိုက်တီးရောမှာလောက်တဲ့တနတ်မျိုးလားတနတ်တော့တနတ်ကြိုက်တီးရောတနတ်တော့မဟုတ်ဘူးဒါတနတ်လှုပ်ရောင်းပါတဲ့ဟာလာပြမီတကောင်တနတ်လှုပ်ရောင်းမှာပြဿနာပဲနေပါဦးမင်းကတနတ်လှုပ်ရောင်းရအောင်မင်းကဘလို့လှုပ်မှာတော့မင်းတနတ်တာတနတ်ကသူများနဲ့မတူဘူးဗျာတာတနတ်ကိုတာတီထွင်ပါတဲ့တာတဲ့တောင်ပေါ်ဒေသမှာနေတော့တနတ်တန်နေအမြဲချနေရတာအဖေရောမေရောမိုင်းထီလို့ဆုံးသွားပြီတာညီလေးကလက်ပြတ်ပြီးတာခြေတော့ပြတ်နေတာတာစစ်ပွဲတွေကိုမုန်းတယ်ဒါကြောင့်တာတနတ်လှုပ်ရောင်းမှာဟင်းစစ်ပွဲမုန်းပြီးတနတ်လှုပ်ရောင်းမှာဘလို့စကားကြီးတုံဒီကလေးလေးကျွန်တော်စက်ပြီးနားထောင်နေမင်းတေချာပြောကွာလို့တာတနတ်ကဒိုင်းတက်ဖဖအဲ့လိုတနတ်မျိုးမဟုတ်ဘူးကြိုက်ထီးရောတနတ်မျိုးမဟုတ်ဘူးပါတနတ်ကို special တနတ်နဲ့တူအောင်လုပ်မှာချစ်စခွဲလို့မရတဲ့တနတ်လုပ်မှာပြီးရင်တနတ်မောင်းလေးကိုဆွဲလိုက်ရင်အထဲမှာတားလေအတန်စပီကာလေးထည့်ပြီးတော့အဲ့ထဲမှာ software လေးတစ်ခုထည့်ထားမှာဟာတမျိုးပါလားမင်းတနတ်က
တနက်ခွိုင်းလို့ညစ်ပြီးတော့ပြစ်လိုက်လို့ရှင်ဒိုင်းနဲ့မမြည်ဘူးတလည်းမမြည်ဘူးကျွန်တော်တနက်ကဒီလိုလေးညစ်ပြီးတော့တနက်မောင်းလို့လိုက်ရင်လေ PEACE 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 လို့မြည်တဲ့တနက်သားလှုပ်ချင်တာကျွန်တော်ရင်ထဲထိသွားတယ်ဗျာမပေးသေးဘူး तू ကမျက်ရည်ရွှဲလဲနဲ့သာသနာထဲမှာကြည်စံထက်မယ်ဟာမင်းတမျိုးပါလားမင်းကြည်စံကသာသနာထဲမှာခေရပွင့်လေးတွေနှင်းစီပွင့်လေးတွေကိုလုံးပြီးကြည်စံလေးလှုပ်ထားမယ်ပြီးရင်တနတ်ဒင်ထဲမှာရေမွေးပလင်းလေးလဲစိန်ထားအောင်မယ်တနတ်မောင်းဆွဲလိုက်တိုင်းရေမွေးဘားလေးကိုဟောဒီလိုနင်းပြီးရေမွေးနဲ့လေးလဲတင်းစေမယ်ရှင်ဘက်ကိုခေရပွင့်လေးတွေစပယ်ပွင့်လေးတွေနှင်းစီပွင့်ပတ်လေးတွေကပ်ပြီး peace 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 ဆိုတဲ့တနတ်သားလှုပ်ချင်တာဆရာခံစားချက်နဲ့ပြောနေတာတာရင်သားနော်အေးကွာလို့မပြီးသေးဘူးတဲ့ဘာလို့တော့သာသနာကိုသားလက်ဆောင်ပေးခြင်းနဲ့စင်တိုက်မှာအိပ်ပျော်မဲ့လူတွေအတွက်စစ်မတိုက်ပဲမနေနိုင်ဘူးဆိုတဲ့သားတို့တိုင်းရင်သားဘက်ကလက်နဲ့ကင်နေရောဆရာတို့ဗမာဘက်ကလက်နဲ့ကင်တွေရောတနတ်ကင်ရမှာစားဝင်အိပ်ပျော်မဲ့အဲ့ဒီလက်နဲ့ကင်တွေအားလုံးကိုသားတနတ်တွေသားသွားလူမယ်ဒီတနတ်နဲ့ပြစ်ကြဒီတနတ်နဲ့ပြစ်ကြဒီတနတ်နဲ့ပြစ်ကြမပြီးသေးဘူးတာဘိုးချုပ်ကြီးမင်းအောင်လှိုင်ရဲ့မွေးနေ့ကိုသိချင်တဲ့ဆရာဘာလို့မလို့တော့ဘိုးချုပ်ကြီးမင်းအောင်လှိုင်မွေးနေ့ကြရင်တာတနတ်ကလေးကိုလေအဲ့ဒီဘဘဘိုးချုပ်ကြီးမင်းအောင်လှိုင်ကိုလက်ဆောင်ပေးခြင်းလို့ပါဆရာရဲ့မပြီးသေးဘူးဗျမင်းဟာများလာကြည်လားကွာတာတနတ်ကိုလေဘဘဦးသိန်းစိန်ကိုလည်းလက်ဆောင်ပေးခြင်းနဲ့ဖဖွားတော်အောင်ဆန်းစုကြည်ကိုလည်းလက်ဆောင်ပေးခြင်းနဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုလည်းလက်ဆောင်ပေးခြင်းနဲ့သာသနာနဲ့သာစစ်တိုက်ကြပါအတန်လေးက peace 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 သားတို့လူငယ်တွေငြိမ်းချမ်းရေးရကျင်ပါပြီဆရာဘသူအတွက်စစ်တိုက်နေကြတာလဲကျွန်တော်တို့အတွက်မဟုတ်တာတော့သိကြတယ်ဆရာရဲ့ဆောင်းကလေးတစ်ထည်အောက်မှာကျွန်တော်ရေးခဲ့တဲ့ဝတ္ထုဒီလိုနဲ့ဟိုပုံရှမ်းပြည်တောင်ကြီးဒီဘက်ကဟိုပုံဟိုဘက်ကတော့စီဆိုင်အဲ့ဒီသွားကြတော့ကျွန်တော်အိမ်တအိမ်မှာအိပ်ရတယ်ဗျပြီးခဲ့တဲ့နေ့ကကိုပစ္စည်းတို့အိမ်မှာအိပ်ရတယ်လို့ပေါ့ကိုပစ္စည်းတို့ကတော့တင်တောင်းတင်နေနိုင်တယ်ဟိုကတော့ဆင်းရဲရှာတယ်စာရေးဆရာ2ယောက်ကျွန်တော်အိတ်ချရောကျွန်တော်ကကြောက်ကမကောင်းတော့စီးခဏသွားရတယ်ရှူရှူခဏပေါက်ရတယ်တစ်ချက်လောက်ကြာရှူရှူပေါက်ချင်တော့ကျွန်တော်အထမိဖို့ကြောင့်နေရဖြတ်သွားထူးထူးဆန်းဆန်းမိဖို့ဘေးမှာသူတို့မိသားစုအိတ်နေတယ်အဖေရဲ့အမေရဲ့မိသားစု3ယောက်5ယောက်အိတ်နေကြတာပစိုးအစုပ်ကလေးခြုံလို့တချို့ဆောင်းစုပ်ကလေးခြုံလို့ကျွန်တော်တို့ကတော့ဆောင်းနွေးကြီးနေဗျာကျွန်တော်ရှူရှူပေါက်ပြန်ရင်းနဲ့သူတို့မိသားစုကြည့်ပြီးရင်ထဲမှာခံစားရတယ်ငါတို့ကြတော့စောင်းအကောင်းပေးတယ်သူတို့ကြတော့စောင်းအဆုတ်ချုံတယ်ဟာငါမတရားဘူးကွာငါမတရားဘူးငါတော့မတရားတဲ့ကောင်ဒါနဲ့ကျွန်တော်စောင်းကိုယူပြီးသူတို့ခြုံပေးမယ်လို့အေရှန်နိုးလာဆရာဥပုံခမရတို့ပဲခြုံနဲ့ခမရတို့ခြုံပြလို့ခမရတို့ကပြလို့ခမရအဆုတ်ကြောက်ချောင်အကောင်းကြီးပြခမရသဘာမကြောက်ဘူးပြလို့နင်တို့ကမြေပြန့်လာတဲ့ဧည့်သည်ပါတဲ့တောင်ပေါ်ဒေသရဲ့အေးတံကိုမခံနိုင်ဘူးနှုတ်ခြုံပါငါတို့ကခံနိုင်တဲ့မဟုတ်ဘူးခမည်းချုံမြေပြန့်လာတာပါဟဲ့ဥပုံဓာတုနင်ချုံမခမည်းချုံသူချုံကိုချုံကြီးနဲ့ကလေးတွေအကုန်နိုးလာတာကျွန်တော်ရှင်ထဲမှာတိုင်းရင်းသားတွေကျွန်တော်တို့ပေါ်ထားတဲ့မြစ်တာကိုကျွန်တော်မြင်လိုက်ရတယ်ဗျာဒါပြင်မချုံဘူးဗျာလို့ခမည်းမချုံကျုပ်လည်းမချုံမိဖို့ပဲကျုပ်ထိုင်မယ်လို့ကောင်းတာပေါ့ကွာစကားပြောရတာပေါ့စကားပြောရင်ခမည်းဘာလို့လဲဆိုတော့ကျုပ်ကចောင်းဆရာတဲ့ရှမ်းမျိုးသားចောင်းဆရာတဲ့ဟုတ်လားခမည်းဟောပြောမှပြောတာတော်ကောင်းတယ်ဗျာတဲ့ဒါပေမဲ့ခမည်းဟောပြောမှထည့်ပြောဖို့အတွက်ကျုပ်ခန်းစားချက်လေးပြောပြမယ်စောင်းလေးအကြောင်းစောင်းဆိုတော့စိတ်ဝင်စားတာပုံမြင်ပြောပြမယ်နော်ဟုတ်ကဲ့ပါတခါတော့ကအဖေကြီးတယောက်ရှိအဲ့ဒီအဖေကြီးကအသက်ကြီးပြီသူတေကန်နီးမှာတာ
သားနှစ်ယောက်ရှိတယ်သူ့မှာမွေးတာသားကြီးနဲ့သားငယ်အတွက်သူပိုင်ဆိုင်သမျှထားခဲ့ရမှာဒီကောင်နှစ်ကောင်မညီညွတ်ရင်ထားလေအပေါ်ပဲဆိုတာသိတော့ဒီနှစ်ကောင်အတွက်ညံစမ်းကျင်တာကြောင့်အဖေအိုကြီးကအေးမြလာတဲ့ဆောင်းတွင်းမှာညီအကိုနှစ်ယောက်အကိုကြီးနဲ့ညီလေးကိုစောင်းတစ်ထည်ပေးပြီးခြုံစေတယ်ဟဲ့အောင်နေလာငါသားအကြီးကောင်နဲ့စောင်းတစ်ထည်ခြုံဒီနဲ့ဆောင်းတွင်းအဲ့ဒီအခါမှာဆောင်းကိုယူသွားတယ်အကိုကြီးရောညီလေးရောခြံတောင်းကိုရောက်ပြီးတော့ညနေ3 နာရီလောက်ဒီဆောင်းအဝေကြတော့မလို့ညီလေးဟုတ်ကဲ့အကိုအဖေကငါတို့ဒီဆောင်းတွင်းအတွက်ဆောင်းတစ်ထည်ပေးတယ်ကွာဟုတ်တယ်အကိုရဲ့ဒီလိုလုပ်ကွာမင်းကငယ်သေးတယ်ကွာဟုတ်ကဲ့ပါအကိုငါအကြီးသိပါတယ်အကိုရဲ့မင်းကငယ်သေးတော့အတွေ့အကြုံမရှိဘူးဒီဆောင်ကိုမင်းညချုံမယ်ဆိုရင်ဒီဆောင်ကိုသူများတွေခိုးပျောက်သွားနိုင်တယ်ကွာဒီဆောင်လုံခြုံရေးကပို့ပြီးအရေးကြီးတယ်ဗျာအကိုမင်းကအတွေ့အကြုံမရှိဘူးတော်တော်လောက်ကွာအဖေပေးတဲ့ဆောင်တို့တွေလုံခြုံရေးအတွက်လို့စဉ်းစားရင်မကောင်းဘူးလားငါကညကိုခြုံမယ်မင်းကနေ့ကိုခြုံဗျာအကိုလုံခြုံရေးကွာလုံခြုံရေးကအရေးကြီးတယ်ဒါကြောင့်ဆောင်မပြောက်ဖို့အတွက်မင်းနေခင်းကိုခြုံငါညကိုခြုံမယ်မင်းပါဇက်ပိတ်ငါအကြီးကဟာဗျာမဟာနဲ့အကိုမင်းတော့ပါဇက်ပိတ်ရအကိုကြီးကဆောင်းချုံညီလေးကဆောင်းမချုံချမ်းလိုက်တာတောင်ပေါ်ဒေသရှမ်းမျိုးသားကျောင်းဆရာပြောတာဒီလိုနဲ့ဆရာရဲ့တဲ့ဆောင်းမချုံရတဲ့သူ့ညီလေးဆောင်းလိုချင်လို့ချမ်းစီစီနဲ့သူ့အကိုတတိပေးနိုးနဲ့ဆောင်းတာ23 ရက်တိတိကြာသွားတယ်ဆောင်းမရဘူး26 ရက်လောက်လဲရောက်တော့မခံနိုင်ကြတော့ဘူးခမည်းကျုပ်ကိုဆောင်းပေးမလားမပေးဘူးလားတွေဖြစ်တော့အကိုကြီးကပြောတယ်ဟိတ်ကောင်ညီလေးမင်းကွာအတွေ့အကြုံမရှိဘဲနဲ့ဆောင်းသူများခိုးသွားမှာပေါ့မင်းခြုံလို့မဖြစ်သေးဘူးငါပဲထိမ့်မယ်မင်းပါစားပိတ်အောင်တနဲ့တောက်ခောက်နဲ့ညီလေးကတနေ့ပေးနိုးနဲ့26 ရက်နောက်ရေတွက်လိုက်တာနောက်ထပ်22 ရက်ကြာတဲ့အထိညီလေးဆောင်ခြုံဝင်မရဘူးညီလေးကလည်းစဉ်းစားတယ်အကိုကြီးမင်းဒီလောက်မင်းညစ်ပတ်တာငါလည်းမင်းလိုညစ်ပတ်တတ်ပါတယ်ကွာလွယ်လေးပါအကိုကြီးရာညနေ9 နာရီခွဲလောက်သူ့အကိုကြီး6 နာရီစောင့်ပေးကန်နီးမှာညီလေးကအဲ့ဒီဆောင်ကိုရေစိမ်ထားလိုက်တယ်အကြောင်းပြချက်ကတော့လျှော်ဖို့တဲ့အကိုကြီးလည်းမချုံရညီလေးလည်းမချုံရအဖေအိုကြီးမှာမျက်ရည်လဲပြီးငါတည်ရင်ဒီနှကောင်နဲ့တော့ဒုက္ခနေပါဦးဗျာခမအဖေလို့ပြောတာအမေလို့ပြောလို့မရဘူးလားခမအုံနောက်နဲ့စဉ်းစားကြည့်ပေါ့အဖေလို့ကျုပ်ဘာကြောင့်သုံးလို့ဘာကြောင့်26 ရက်လို့သုံးလို့ဘာကြောင့်22 ရက်လို့ကျုပ်သုံးလို့ခမစဉ်းစားဖြစ်တဲ့နာကဒီစောအစုပ်ကလေးတစ်ထည်ကိုအကိုကြီးရောညီလေးရောအတူတူခြုံပြီးအဲ့ရမှာလေအကိုကြီးတွေတော်တော်မတရားဘူးဗျလုံခြုံရေးနဲ့အကြောင်းပြပြီးဒီဆောင်ကိုခြုံတာ50ရှိပြီနော်မပြီးသေးဘူးနောက်ထပ်တစ်ပုတ်ရှိသေးတယ်ဘာလို့ဒီပုံစံနဲ့စောင်းတွင်းကြီးမှာညံစမ်းခြင်းတဲ့အတွက်သူ့အဖေကညီကို2 ယောက်ကိုခုနဆောင်ပနဲ့ထည့်ပေးတာဒီတခါ3 ထည့်ပေးတယ်ဗျာတဲ့ဟာ3 ထည့်ပေးတယ်ဘယ်လိုချုံမလဲကဲအဲ့ဒီအဖြေကြတော့ရှမ်းကျောင်းဆရာကြီးကမပြောဘူးဗျခမည်းနဲ့ကြုံနဲ့ချရရအောင်အဖြေဘယ်နှမျိုးထွက်မလဲကဲကျွန်တော်မေးပါရစေတာချီလိုက်မှာရှိတဲ့စာချစ်သူအပေါင်းတို့အဖေကြီးကညီကို2 ယောက်ဆောင်ပနဲ့ထဲတော့ကဲကျွန်တော်အဖြေတစ်ခုပေးမယ်ခင်ဗျားတို့ကကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးပြောပါလက်ခံရင်လက်ခံနဲ့လက်မခံဘူးပြောမယ်နော်အဖြေ1အကိုကြီး1 ယောက်တည်းဆောင်3 တယ်စလုံးခြုံမယ်ဗျာလက်သင့်ခံနိုင်ပါသလားအတန်နည်းနည်းတိုးတယ်ဗျာအကိုကြီး1 ယောက်တည်းဆောင်3 တယ်ခြုံမယ်လက်သင့်ခံနိုင်ပါသလားကြားတဲ့အတိုင်းပဲနော်ညီလေး1 ယောက်တည်းဆောင်3 တယ်ခြုံမယ်လက်သင့်ခံနိုင်ပါသလားခံနိုင်မှာဒါမတရားဘူးဗျအကိုကြီး2 ထည်ညီလေး1 ထည်ခြုံမယ်လက်သင့်မခံနိုင်ပါဘူးညီလေး2 ထည်အကိုကြီး1 ထည်ခြုံမယ်လက်သင့်
ခံနိုင်ပါတယ်ကနောက်ထပ်အဖြေလာအောင်မယ်ဘယ်အဖြေပိုကောင်းတယ်လဲဒီလိုလုပ်မယ်တစ်ထဲကိုခင်းတယောက်တစ်ထဲစီခြုံပြီးအိမ်မယ်ဗျာသုံးတယ်စလုံးအဖြေမကုန်သေးဘူးနော်ဒီအဖြေကိုကျဲလို့လက်ခုပ်တီးမှန်းကျွန်တော်သိပါတယ်နောက်ထပ်အဖြေတွေဒီတဲ့ကောင်းရင်ဒီတဲ့ပိုချေချေတီးပေါ့ဒီလိုလုပ်မယ်အကိုကြီးတစ်ထဲညီလေးတစ်ထဲစီခြုံကြံတဲ့တစ်ထဲကိုခင်းမဲ့ဘူးနောင်လာနောင်သားတွေအတွက်ဗီဒီယိုထဲမှာတေးသေးချာချာသိမ်းထားမယ်နောက်ထပ်အဖြေတစ်ခုလာအောင်မယ်ဒီလိုပုံမကောင်းဘူးလားစောင်းတစ်ထဲကိုညီကိုနှစ်ယောက်ဂရင်လေးတစ်လုံးပေါ်မှာအတူတူအိတ်အကိုကြီးရင်ငွေနဲ့ညီလေးကလည်းနှွေးညီလေးရင်ငွေနဲ့အကိုကြီးကလည်းနှွေးစောင်းလေးတစ်ထဲကိုခေါင်းလေးတစ်လုံးဂရင်လေးတစ်လုံးနဲ့အတူတူအိတ်ပြီးကြံတဲ့စောင်းတစ်ထဲကိုနောင်လာနောင်သားမမြင်ရသေးတဲ့ငါတို့မျိုးဆက်တစ်တွေအတွက်တိုင်ထားမယ်ဘယ်ဖြေအကောင်းဆုံးမဲတော့ဟုတ်ကဲ့ခင်ဗျနောက်ဆုံးအဖြေအကောင်းဆုံးမဲဆိုတာရှေ့ဗီဒီယိုကြီးပဲပြောရမှာပဲကြားတယ်နော်နောက်ဆုံးအဖြေအကောင်းဆုံးမဲတဲ့ညီကိုနှစ်ယောက်အတူချုံနှစ်ထဲနောင်လာနောင်သားတွေအတွက်တိမ့်ထားတာကြိုက်တယ်တဲ့ဟုတ်ကဲ့ခင်ဗျတိုင်းပြည်မှာလည်းတစ်ပင်နေရမရှိတော့ဘူးခင်ဗျဗီဒီယိုကြည့်ပြောနေရလားကျွန်းတစ်တွေလည်းမရှိတော့ဘူးခင်ဗျနော်လက်ပံတောင်ကြီးလည်းအမလေးကျွန်းဖြစ်နေပြီခင်ဗျမြစ်ကြီးကလည်းအေအော်ရီမြစ်ကြီးလည်းလေသွေးဆုံးကန်နီးနေပြီခမရနော်နောက်လာနောင်သားဘာထားမလဲမသိဘူးအိုးထားပါတော့ကဲကျွန်တော်စကားပြောတာ52မိနစ်ရှိသွားပါပြီမနေ့တော့ရွှေတိုင်းညွန့်အကြောင်းပြောတဲ့ထဲမှာရွှေတိုင်းညွန့်ရေးတဲ့သချင်းလေးတစ်ပုဒ်ကိုသူ့ကိုကျွန်တော်ဆိုပြလိုက်တယ်ဗျပြီးခဲ့တဲ့နှစ်ကဆိုပြဘူးလားမသိဘူးတကဘာလုံးလဲဆွေမျိုးတွေတော်ကြပါတဲ့အမှန်ပင်တကယ်ပင်ယုံကြည်တကဘာလုံးလဲဆွေမျိုးတွေတော်ကြပါတဲ့အမှန်ပင်တကယ်ပင်ယုံကြည်ဖယားဟောထားခဲ့သည်မမအောင်ကြံဆောင်မည်အထူးပင်ချစ်ခါမေတ္တာတရားပေါ်များတဲ့ညသည်ဂျပန်ဂျာမန်လန်ဒန်နေပြည်အီတလီအိန္ဒိယဆုံကြီးပြင်သစ်အီဂျစ်နဲ့လည်းဆွေမျိုးစင်စစ်ဧကန်သာဖြစ်သည်မြန်မာမွန်ရဲ့ကချင်ကရင်ရခိုင်လူမျိုးလည်းပါသည်ချင်းကရဆုံကြီးရှမ်းအမျိုးတို့ပါသည်ပြန်ဆိုမယ်နော်ဗမာမွန်ရဲ့ကချင်ကရင်ရခိုင်လူမျိုးလည်းပါသည်ချင်းကရဆုံကြီးရှမ်းအမျိုးတို့ပါသည်တကယ်ပဲဝါမကြွားမြန်မာတရားရှိသည်မယွင့်တပအခြေတီတင်မြတ်နေမည်တယောက်နဲ့တယောက်ကိုအမှန်ချစ်ပါသည်ရမ်းမဖြစ်ကြပါနဲ့စလိန်ဝါဆွဲသွေးထိုးလို့ဆွေမျိုးလဲတော်ပါchapter တစ်ခုကြံပါသေးတယ်အဲ့ဒါကတော့ကျွန်တော်တို့ငငယ်တုန်းကစောင်းကလေးခြုံရင်ရေဒီယိုကလာနေကြတချင်းလေးတစ်ပုဒ်ပေါ့ဒါအမဆိုဒီတချင်းကြားဘူးလိမ့်မယ်ကျွန်တော်တို့အရွယ်တွေရေဒီယိုကလာတဲ့တချင်းလေးကျွန်တော်တီးလုံးလေးနဲ့တွင်းလာပါတယ်အဲ့ဒီတချင်းလေးကဒီလိုပါရွာလေကတရားအိုးတဲ့ဟိုဘက်နဲ့ဒီဘက်ရွာအလယ်မှာရှိတဲ့တရားလေးကြောင့်ဟိုဘက်ရွာဒီဘက်ရွာကူးတဲ့တရားလေးကျိုးပြက်နေတာသူပြင်တော့ကိုပြင်တော့နဲ့ကြည့်ခဲ့ကြတာ250နော်အဲ့ဒီတရားကလေးအတူတူပြင်ကြရအောင်ဆိုတဲ့တချင်းကလေးကိုကျွန်တော်တီးလုံးလေးနဲ့ဆိုပြရင်ကျွန်တော်စကားကိုရပ်တတ်မှာပါစောင်းကလေးအောက်ကကျွန်တော်ကြားဘူးတဲ့တချင်းလေးတစ်ပုဒ်ပေါ့ချိန်ကဆိုရွာနဲ့ချောင်းပြတရားကိုလက်ရန်ချမ်းကင်းဆွေမြေပြိုဘုရားသွားကြောင်းတဲ့ဒီတရားကရှော
ကျိုးများကြလိမ့်မလားကြော်များကြော်သွားမလားလို့ဆိုရင်စိတ်အမြဲဘုံမို့ပြင်းသူမရှိစင်သူမရှိဖြတ်ကျော်သွားသူများဥပေက္ခပြုလို့ဖြင့်နေလာခဲ့ကြနေလာရှိပြီကိုတစ်ချိန်ငါဆိုရွာနဲ့ချောင်းပြတဲ့တော်လက်ရန်ချမ်းငင်းဆွေမြေပြိုဖျားသွားကြောင်းတဲ့ဒီတရားကရှောက်ကျိုးများချနိုင်မလားကျွမ်းများကျွမ်းသွားမလားလို့ဆိုရင်စိတ်အမြဲဘုံမို့ပြင်းသူမရှိစင်သူမရှိဖြတ်ကျော်သွားသူများဥပေက္ခပြုလို့ဖြင့်နေလာခဲ့ကြနေလာရှိပြီကိုအခုများဆိုကိုတီကိုတွေ့အများနဲ့ဆွေးနွေးပြောဆိုစုကပေါင်းကဝိုင်းကတယောက်တလက်တလက်တအားသူဆွဲတန်နဲ့ရိုက်ချက်ဖို့သူအိမ်ငါအိမ်တအိမ်တစ်ချက်ပြင်းတွေရသမျှကိုယူကခီးရင်တဲ့ချင်းဆိုလူကြီးတို့ပီတီရှော့ဆိုဟိုတစ်ချိန်ငါတရာအိုးအခုတော့နူနေပြိုအသေးဖြစ်ပြီ90ဒီတရားလေးချိုးခဲ့တာတအိမ်တယောက်ရတဲ့ပြင်ဒီကိုယ့်အတိကိုယ့်အတွင်းနဲ့ပြင်ရမယ်အချိန်ကိုရောက်ပြီနော်သမရာကြီးဦးသိန်းစိန်ပြင်လိန်နိုးဒေါ်ဆန်းစုကြည်ပြင်လိန်နိုးအုတ်ချုပ်သူတွေပြင်လိန်နိုးလို့မထင်နဲ့ဒီတရားပေါ်လူတိုင်းလျှောက်တာလူတိုင်းပြင်ကြရမယ်တခြင်းကလေးကျွန်တော်ရဲ့ဆောင်းကလေးတစ်ထည်မိမခြုံပေးတဲ့ဆောင်းအဖွားခြုံပေးတဲ့ဆောင်းအဖိုးခြုံပေးတဲ့ဆောင်းအဖေခြုံပေးတဲ့ဆောင်းဖုံဖုံဖျားတွေခြုံပေးတဲ့ဆောင်းအောက်ကဝတ္ထုတပုံနဲ့တိုင်းရင်သားကျောင်းဆရာရှာမျိုးသားကြီးခြုံပေးတဲ့ဆောင်းကလေးအောက်ကတချင်းလေးတပုံဒါလေးတွေကိုတွေးဆပြီးကျွန်တော်တို့အနာဂတ်နိုင်ငံတော်မှာတယောက်တည်းဆောင်းသုံးတယ်ခြုံနေရင်ငြိမ်းချမ်းရေးလို့မခေါ်သလိုတကယ်ငြိမ်းချမ်းခြင်းရင်နောင်လာနောင်သားတွေအတွက်စဉ်းစားပေးပါစောင်းနှစ်ထဲကိုချမ်းတစ်ထဲကိုအတူတူခြုံပါတိုင်းရင်းသားတွေအားလုံးကြိုက်တယ်ဆိုတဲ့အတန်ကိုပေးခြင်းရင်ဖြင့်လက်ခုပ်တန်အကျယ်ကြီးတီးပြီးညီကုန်းချုပ်လိုက်ကြပါစို့ခင်ဗျာ